မော်လမြိုင်မှာနာမည်အကြီးဆုံးနဲ့လူအကြိုက်များဆုံး Eid Mubarak 3 မျိုး Eid Mubarak everyone အာရှိခ်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ပေါ့နော်ကျွန်တော်တို့မော်လမြိုင်မှာဆိုလို့ရှိရင်Eidနေ့မှာဘာမို့တွေနာမည်ကြီးလဲဆိုတာပြပြသွားမှာဖြစ်ပြီးတော့အဲ့ဒီတဲကမှနာမည်အကြီးဆုံး Eid Mubarak 3 မျိုးအကြောင်းကိုပြပြပြီးတော့တစ်ခါလေးစပြသွားမှာဖြစ်ပါတယ်ဘာမို့တွေဖြစ်မလဲဆိုတာကိုတော့ဗီဒီယိုလေးကိုဆက်ကြည့်ပေးကြပါဦးနော်โอเคအဲ့ဆိုလို့ရှိရင်နံပါတ်3နေရာမှာတော့မော်ဟင်ကဖြစ်ပါတယ်ပြောဖို့တော့နည်းနည်းခက်တယ်ဘာလို့ဆိုလို့ရှိရင်မော်ဟင်ကရဲ့အုံတို့ခောက်ဆွဲရဲ့ကြာစံချက်ရဲ့ကကြတော့တူနီးပါးလောက်သွားကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အိမ်မှာဆိုလို့ရှိရင်မော်ဟင်ကလုတ်တယ်ကြာစံချက်လုတ်တယ်ပေါ့နော်ဆိုတော့အဲ့အကြောင်းကျွန်တော်မော်ဟင်ကလေးစပြမှာဖြစ်ပါတယ်ဒီနေ့မော်ဟင်ကတော့ share ပဲငပြောပြင်အများကြီးကိုမှဘဲဥတွေထည့်ထားရပေါ့လေနော်โอเคအမှန်တော့တံမြတီးနဲ့ဆိုပို့လိုက်ရှောက်တိထက်မုတ်တိဖတ်တွေကလေကျွန်တော်ဟိုတိတ်တိတ်မြင့်မြင့်လေးထက်ဒီလိုမျိုးလေအလုံးကြီးကြီးလေးဆိုပူကြိုက်တယ်ကျွန်တော်တို့မော်လမြိုင်ဘက်မှာဆိုရင်တော့ဒီလိုအလုံးကြီးကြီးမုတ်တိဖတ်တွေကအသုံးများတယ်ထင်တာပဲစားကြပါဦးshare ပဲဒီလိုက်အဲ့လာပြီးရတယ်လို့လေဘောအဲ့လာကုန်သွားပါပြီဒါဆိုရင်နံပါတ်2ကကြောက်ချောနဲ့ဟယ်လိုဝါဖြစ်ပါတယ်ဒီဟယ်လိုဝါတွေကြောက်ချော်တွေဆိုတာကတကယ်ကိုအိမ်တိုင်းနီးပါးကိုလောက်ကြတာပြောမှဆိုလို့ရှိရင်တချို့အိမ်တွေမှာဆိုလို့ရှိရင်အဓိကလောက်တဲ့မုတ်လည်းရှိရဲဒါပေမဲ့ဒီဟယ်လိုဝါတို့ကြောက်ချော်တွေဆိုလို့ရှိရင်တို့က side dish ပေါ့နော်အရန်မုတ်အနေနဲ့လောက်ကြတာမျိုးရှိရပေါ့နိဆိုတော့ဒီနေ့ရထားတဲ့မုတ်တွေထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီဟာလေးတော်တော်စိတ်ဝင်စားတယ်ပဲဟယ်လိုဝါပေါ့လေဆိုတော့ကျွန်တော်တစ်ခါမှမစားဘူးဆိုတော့ပထမဆုံးအနေနဲ့စမ်းကြည့်မယ်စားကြည့်မယ်နော်ပဲဟယ်လိုဝါတော်တော်လေးကောင်းတယ်ပဲအေးရတာကိုမှစစ်စိတ်လေးအပြင်သူကအချိုဓာတ်လေးလည်းပါတယ်ပြီးတော့ဟယ်လိုဝါလိုမျိုးသူကကြစ်ကြစ်လစ်လစ်လေးဆိုတော့တစ်မျိုးပဲဆိုတော့စားလို့ကောင်းပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ခုအနေနဲ့ကြတော့ဒီမှာတွေ့ရတဲ့အနီရဲ့အစိမ်းရဲ့ကြတော့အီတုံဟယ်လိုဝါလို့ခေါ်တယ်ဗောလေဒါကကြတော့အမီကိုတိုင်းထိုးတာပါဟယ်လိုဝါရတော့အစုံပဲဒီမှာဆိုလို့ရှိရင်ရွှေကြီးဟယ်လိုဝါကောင်းကြီးဟယ်လိုဝါပဲဟယ်လိုဝါထိုးမုတ်အစုံပဲရှိရဒါပေမဲ့အများကြီးလည်းမစားနိုင်ပါလေဤရော့လေဒါကြောင့်ကြောက်ချော်စားပါမယ်လာချစ်လက်တွေကကန်ရမမလည်းကန်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နံပါတ်1နာမည်အကြီးဆုံးနဲ့လူအလုပ်အများဆုံးမို့သွားလိုက်မယ်เนาะဆိုတော့နံပါတ်1ကတော့ကရန်စမိုင်းဖြစ်ပါတယ်စမိုင်းကလေကျွန်တော်ဒဝင်းတီးနဲ့တူတယ်ဘာလို့ဆိုလို့ရှိရင်ကြိုက်တဲ့လူဆိုလို့ရှိရင်အရန်ကြိုက်တယ်မကြိုက်တဲ့လူဆိုလို့ရှိရင်လည်းစားမတတ်ဘူးပေါ့လေဆိုတော့ကျွန်တော်တို့တော်တော်ကြိုက်ပါတယ်ကျွန်တော်ကဒီအခုလိုမျိုးအစီအစံတွေပါတဲ့ဟာလိုမျိုးပဲပေါ့တီဟိုစီးတွေမြေဘဲတွေစပစ်တီချောက်တွေမြများပါလေးပို့ကြိုက်လေးပဲဒီကကျတော့ကျွန်တော်အတော်အိမ်ကလာပေးထားတာပါစားကြည့်မနော်ဟုတ်လား一顿饭是哪位家啥嘛？စားကောင်းနေ我来打包。အဲ့တော့စိတ်လွယ်တော့ရတယ်ဒီလို他你就这样，对不？打起来你，对啊，我有两你。so good ဟုတ်ကဲ့ပါဒီနေ့ရဲ့ vlog ကတော့ဒီလောက်ပါပဲနောက်ထပ် vlog တွေမှာထပ်တွေ့မယ်နော် bye bye